Hello အားလုံးပဲမင်္ဂလာပါSteven Channel မှာပြန်လည်ကြိုဆိုပါတယ်ကျွန်တော်အခုပြီးခဲ့တဲ့2ရက်လောက်ကနေမှကျွန်တော်စင်ကူရောက်လာတယ်စင်ကူရောက်လာပြီးတော့စင်ကူမှာကျွန်တော်ဒီနေ့ blog မှာကျတော့ immigration မှာကျွန်တော်စင်ကူလာပြီဆိုလို့ရှိရင်3ရက်ကြိုပြီးတော့ဒီအရင်တော့ white card ပေါ့ဗျာအခုကတော့ white card တော့မဟုတ်တော့ဘူး online နဲ့ဖြည့်ရတာပေါ့ white card ပို့ဆိုကြိုဖြည့်ရပါတယ်အဲ့ဒါလေးကိုကျွန်တော်ဘယ်လိုလုပ်ရမလဲဆိုတဲ့ဟာလေးကိုပြောပြပေးမှာဖြစ်ပါတယ်ဒီဟာကတော့ तू ကဒီ website မှာဆိုလို့ရှိရင်3ရက်ပဲပေးထားတော့ကျွန်တော်တို့မသွားခင်သွားတဲ့နေ့အပါပေါ့နော်3ရက်အဲ့ဒါကိုကြိုပြီးတော့ဖြည့်ရပါမယ်ဖြည့်ဖို့ဖြစ်ပြီးတော့ကျွန်တော်ကိုယ် screenshot လေးနဲ့ဘယ်လိုလဲဆိုအသေးစိတ်ကိုပြပြပေးမှာပါတယ်ဒီဟာလေးကတော့စင်ကူလာမယ်ဆိုမဖြစ်မနေတော့ပါဘူးကိုစင်ကူမှာလည်းလုပ်ရတယ်ထိုင်းသွားမယ်ဆိုလို့ရှိရင်3ရက်ကြိုဖြည့်ရဒီဟာလေးကိုပဲလုပ်ရတယ်စင်ကူရဲ့ဒီ laws တွေ rules တွေကတော်တော်လေးပြီးကြတယ်ပေါ့နော်လှုပ်ထားတာနောက်နောက်ပိုင်းဆိုရင် set ဒီ automation တွေ set တွေနဲ့ပဲသုံးလာကြပြီကျွန်တော်တို့ရင်တော့ immigration ပြန်တော့မှ officer နဲ့တွေ့ကြရဘာမှမလုပ်တော့ဘူးကိုက data information ချက်လက်မှန်မှန်ကန်ကန်ဖြည့်ထားရဆိုလို့ရှိရင်ဒီ passport လေးကိုတင်ပြီးတော့သူတို့တက်ဖို့ပြိုင်မယ်လက်ပွင့်နေတာနဲ့ဆိုရင်ဒီ process ကပြီးသွားရမ်းမြန်ဆန်ပြီးတော့အရန်ကောင်းပါတယ်ဒီပုံစံလေးလုပ်ထားတာဆိုကျွန်တော်တို့သဘောကျပါတယ်ကျွန်တော်ဒီ video မှာဆိုလို့ရှိရင်ဒီဖြည့်ပုံဖြည့်ပြီးအစစ်စစ်ရဲ့ပြီးရင် card ကိုဘယ်လိုလာဒီနောက်ဆုံးမိဒီပေါ့နော်ကို information အလုံးပြီးတော့ process ပြီးသွားတဲ့အထိအမျိုးလေးတွေပြီးတော့ရှင်စင်ကူမှာဖြတ်တဲ့ခါမှာဘယ်လိုလေးလုပ်ရမလဲဆိုတဲ့ဟာတွေကိုသိစိတ်ပြပြပေးမှာဖြစ်ပါတယ်စစချင်းပေါ့နော်ကျွန်တော်အောက်မှာပေးထားတဲ့ link ကနေပေါ့နှိပ်လာလို့ရှိလို့ရှိရင်ဒီ single immigration ရဲ့ဒီ website page ကြလာတယ်ပေါ့နော်အဲ့မှာဆိုလို့ရှိရင်ကျွန်တော်တို့ကဘာလို့ရေးရလဲဆိုရင်ဒီမှာ SG Arabic SAGC ဆိုအဲ့ဒါနှိပ်လိုက်ရတယ်ပေါ့နော်နှိပ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီမှာဘာလို့ရလဲ submit SGAC ဆိုတော့ထည့်ရွေးရပါတယ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီမှာ single citizen လား long term pass holder လားကျွန်တော်တို့ foreign visitor လားဆိုတော့ကျွန်တော်တို့ကတော့အလဲသွားတာဖြစ်ကြမို့ foreign visitor ကို click နှိပ်ပြီးရွေးပေးရပါမယ်ပြီးပါရှင်နောက်တစ်ဆင့်ရောက်သွားပြီပေါ့နော်နောက်တစ်ဆင့်ရောက်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာရက်က3ရက်စာပဲသူကပြထားတယ်3ရက်ကြိုပြီး4-5ရက်ကြိုလို့လို့မရပါဘူးကျွန်တော်ရောက်မယ့်နေ့ကို25ရက်နေ့ထည့်လိုက်တာပေါ့နော်ပြီးပါရင်ကျွန်တော်ရဲ့နာမည်ထည့်လိုက်တယ်ပြီးရင်ကျွန်တော်ရဲ့ passport number ပေါ့နော် passport number ထည့်မယ်ပြီးမှတော့နောက်တစ်ခါဒီ passport ရဲ့ expiry ဖြစ်မဲ့ date ပါတယ်ပြီးရင် male female ဘာရာကိုရွေးရပါပေါ့နော်ဒီမှာဆိုလို့ရှိရင်သူကရက်ကကိုသွားကျင်တဲ့ဟာ4-5ရက်ကြိုနေတော့ဆို4-5ရက်ကြိုရှောက်လို့မရအောင်သူက3ရက်ပဲခွင့်ပြုတာဒီ3ရက်တင်မှာပဲရှောက်အောင်ပဲပေါ့နော်ဟို9ရက်လိုနေလည်းကြိုလို့မရပါဘူးဒါ website မှာကိုသွားမဲ့ရက်ကိုမှန်ပြီးတခြားဖြည့်ပြီးဖို့တော့လိုအပ်ပါတယ်ဟုတ်ပြီကျွန်မဆိုရင်ခုကျွန်တော်ရဲ့ passport expire ဖြစ်မဲ့ date ကိုထည့်ပါတယ်ထည့်ပြီးသွားရင်မှာ female male လား female လားရွေးပြီးပေါ့နော်ပြီးတော့ရှင်အောက်မှာကျတော့ကျွန်တော်ရဲ့ take out back ကိုထည့်ပါမယ်ဒီအောက်ထပ်ပြီးွားလို့ရှိရင်နောက်ထပ်ဒီအောက်တွေမှာပါရှိမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ citizenship ရှိပါတယ် citizenship ဆိုလို့ရှိရင်ကျွန်တော်တို့ကမြန်မာရွေးပေးရပါမယ်ပြီးတော့ရှင် country place of birth ဆိုလို့ရှိရင်ကိုမွေးတဲ့ဟာမြန်မာဆိုရင်မြန်မာပဲရွေးပေးပါမယ်ပြီးရင်နေတဲ့နေရာပေါ့နော် place of residence ဆိုရင်ရန်ကုန်ပေါ့နော်ရန်ကုန်ကိုရွေးပေးရပါမယ်ပြီးတော့ရင်အောက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ email address ရှိပါတယ်အဲဒီမှာဆိုရင်ကျွန်တော်ရဲ့ email address ကိုရိုက်ထည့်ပေးရပါမယ်နော်Gmail ဖြစ်ဖြစ်တခြား email ဖြစ်ဖြစ်ရပါတယ်ပြီးရင် country region ကိုကျတော့ကျွန်တော်ပမာဖြစ်တဲ့ကြောင့်မို့ +95 ပေါ့နော်95ပြီးသွားရင်ကျွန်တော်ရဲ့ mobile number ကိုထည့်ပေးရပါမယ်ပြီးတော့ရှင်သူကအောက်မှာထမေးထားပါတယ် different passport နဲ့စင်ကာပူကိုဒီပေါ့နော်ဟိုသုံးပြုပြီးတော့စင်ကာပူဝင်ရောက်လာပေါ့နော်အဲဆိုလို့ရှိရင်ကျွန်တော်ဝင်ရောက်ဖို့တဲ့ကြောင့်မို့ no လို့ပြရပါမယ်ပြီးတော့ရှင် head declaration မှာဆိုလို့ရှိရင်စင်ကာပူ law တွေပါညာပေါ့နော်ဒီမှာဆိုတော့ဒါလည်း low ပါเนาะအောက်မှာဆိုလို့ရှိရင်ဒီမတိုင်ခင်ကျွန်တော်တို့ဒီအာဖရိကတွေလက်တင်အမေရိကတွေပါညာဒီဆိုမျိုးတော့အဲဆိုရင် no ပါအဲဆိုရင်ဒီမှာဟိုနောက်တစ်ယောက်ကိုထပ်ပြရမယ်ပေါ့နော်ဒါတော့ကျွန်တော်တယောက်တည်းဆိုတော့ဒီ test မှာတင်ပြီးသွားပြီကျွန်တော်ကတော့အခုသွားမဲ့ဟာ3ယောက်ဖြစ်တဲ့ကြောင့်မို့3ယောက် information ကိုကျွန်တော်ထပ်ဖြည့်ပေးရပါတယ်အမှတခါတည်းသွားတဲ့ခါမှာရွေးလို့ရပါတယ် traveler 1လား2လားပါဆိုအခုတယောက်တည်းဆိုတော့ရတယ်ဒီမှာနေဇလန်ပြီးသွားပြီပေါ့နော်အကဲတော့ဆိုတော့ရှင်တော့ကျွန်တော်တို့ဒီက next ကိုနှိပ်လိုက်ပဲပေါ့နော် next နှိပ်ရအောင်ရှိလို့ရှိရင် trip information ဆိုတာကိုရောက်လာပါတယ်အဲ့ခါမှာဆိုရင်ကျွန်တော်တို့က information ပေးပါပါမယ် lab city ပေါ့နော်ဒါစင်ကူမတိုင်ခင် lab city ကကျွန်တော်တို့ကရန်ကုန်နေတိုက်ရလာတဲ့ကြောင့်မို့ရန်ကုန်လို့ပဲရေးရပါမယ်နော်ဒီမှာရန်ကုန်ကိုရေးလိုက်မယ်ပေါ့နော်ရှိမှာကျွန်တော်သူတို့သွားတာ3ယောက်ဖြစ်တော့3ယောက် information ဖြစ်ရပါကိုတယောက်တည်းဆိုတော့ဒီစိတ်ဟာပြီး next day တိုင်းဒီ trip information ကိုတန်းရောက်သွားတယ် okay မြန်မာရန်ကုန်ပြီးသွားလို့ရှင် purpose of travel ကကျတော့ကျွန်တော်ပါလဲဆိုလို့ရှင်ကျွန်တော်ကအလဲလာတဲ့ကြောင့်မို့ visiting friends and relatives ဆိုတော့ကျွန်တော်ယူလိုက်ပါမယ်ပေါ့နော်ဒီမှာတော့တခြားဟာတွေပါရှိပါတယ်ဘာ event တွေပါညာတွေပေါ့နော်တခြားဟာတွေတိတ်
ကဲကျွန်တော်လည်းလာတယ်ကြောင့်မို့မျိုးစီတော့ဘာနဲ့လာတာဖြစ်တော့ကျွန်တော်က flight နဲ့လာတာဖြစ်ကြောင့်မို့ကျွန်တော်ဒီမှာ L လေနဲ့လာတာဒီ land ကားနဲ့လာတာသမောနဲ့လာတာဆိုရွေးလို့ရတယ်ကျွန်တော်လေနဲ့ဖြတ်ဖို့ air ကိုရွေးမယ်ပြီးရင်ဘာ flight နဲ့ပေါ့နော်ကိုကျွန်တော်တို့ကလာတာဒီအပြင်ဒီပုရိကဒီ flight တွေနဲ့ဖြစ်တဲ့ကြောင့်မို့ commercial flight ကိုကျွန်တော်ရွေးပေးရပါမယ်ပြီးတော့ရှင် flight ရဲ့ကုတ်ကိုရေးရပါတယ်ကျွန်တော်အခုသွားမှာ single airline နဲ့ဖြစ်တဲ့ကြောင့်မို့ single airline ရဲ့ကုတ်ကိုကျွန်တော်တို့ရိုက်ထည့်ပြီးတော့ရွေးပေးရပါမယ်ဟိုမှာတော့ single airline ရဲ့ flight number ရှိရဲ့ flight number ဆိုတာကျွန်တော်တို့အခုဟိုပါပေါ့နော်ဒီ ticket ဝယ်လိုက်ပြီဆိုရင်သူရဲ့ ticket မှာ flight ရဲ့ number လေးပါတယ်အဲ့ number လေးကိုကျွန်တော်တို့ကကြည့်ပြီးတော့ထည့်ပေးရပါမယ်เนาะအခုဆိုရင်ကျွန်တော် single airline နဲ့ဟာပေါ့เนาะကျွန်တော်ရိုက်ထည့်ပါမယ် okay အမှ single airline ပေါ့เนาะအဲ့ဒါလေးကိုရွေးပြီးသွားလို့ရှိရင်ကျွန်တော်ဒီမှာ SQ ဆိုတဲ့သူရဲ့ single airline ရဲ့ code number ပြီးသွားရင် flight number ကျွန်တော်ထည့်မယ်အောက်မှာကျတော့ type of accommodation in single ဘယ်မှာနေမယ်ပေါ့နော် hotel မှာနေမှာလားကျွန်တော်တို့က resident ဒီအိမ်ကမှာနေ resident တွေမှာနေမှာလားတခါခြားဒီ other တခုခုပေါ့နော်ဟိုမှာနေမှာလားဆိုတော့ information ကိုဖြည့်ပေးရပါတယ်ကျွန်တော်ကတော့ဒီအိမ်မှာနေမှာဖြစ်တဲ့ကြောင့်မို့ကျွန်တော်ကဒီအောက်ကဒီ hotel တို့ဟိုကတော့ information မဟုတ်ဘူး resident တွေဆိုတာရေးပြီးတော့ကျွန်တော်ကအိမ်ရဲ့ address ကိုရိုက်ပေးရမှာပေါ့နော်အခုဆိုတော့ flight number ဒီကျွန်တော်ရိုက်ထည့်လိုက်ပါပြီ061ပေါ့ကျွန်တော်ရဲ့ flight number ပေါ့နော်ကျွန်တော် resident နဲ့ရေးမယ်အဲ့မှာရေးရတဲ့နဲ့ဒီမှာ apartment ရဲ့ထည့်ရမယ်ပို့ဟွာတွေပေါ့နော် single ရဲ့ postal code တွေပါပါပြီကျွန်တော်တဲမဲ့နေရာရဲ့ postal code ကိုရေးထည့်ပေးရမယ်ဒါဒီ single မှာကသူ block တွေသူဘေးတွေနေမှာသူ့ရဲ့သက်ဆိုင်ရာ postal code တွေရှိတယ်အဲ့ code တွေကတော့ကိုဒီ address မှာလည်းပါတယ်ကိုရဲ့ကိုနေမဲ့ address မှာဆိုရင် postal code တွေပါတယ်အ postal code တွေကိုထည့်ပေးဖို့လိုရတယ်မြန်မာပြည်မှာတော့အဲ့လို postal code တွေကတိတ်မသုံးကြဘူးသိတယ်မသိကြဘူးပေါ့နော် single မှာတော့ postal code ကအရေးကြီးပါတယ် postal code ရိုက်ထည့်တာနဲ့အဲ့သူရဲ့လိပ်စာ information တိတိကျထွက်လာရ okay မှာကျွန်တော်ရဲ့ဒီကျွန်တော်နေမဲ့နေရာပေါ့နော်အိမ် block 354ပြီးလို့ရှိရင် postal code ဘယ်လောက်120354ပေါ့နော်အဲ့လိုမျိုးကျွန်တော် postal code ကိုရိုက်ထည့်လိုက်မယ်ပြီးရင်ကျွန်တော်နေမဲ့နေရာ Clementi ဆိုရင် Clementi ပေါ့နော်ဒီ street ဟိုနော် address ကိုရိုက်ထည့်လိုက်မယ်ပြီးသွားရင် building number ပေါ့နော် building ဟာကိုထည့်မယ်ပြီးရင် floor number ဆိုရင်ကျွန်တော် floor ရှိရင် floor ပေါ့နော်ပထမထပ်ဒုတိယထပ်ဒုတိယထပ်တတိယထပ်ဆိုတတိယထပ်ပေါ့နော်ခုနှစ်ထပ်ဆိုခုနှစ်ထပ်အဲ့လိုမျိုးထည့်ပေးရမှာပေါ့နော် unit number ဆိုတဲ့ဒီမှာသူတို့ single မှာကြီးအိမ်လေးစာတွေမှာ unit number တွေပါပါတယ်အဲ့ဒါတွေပါအတိအကျထည့်ပေးဖို့လိုပါတယ်နော်ပြီးတော့ရှင်တပတ်ချောက်စင်ကာပူဆိုရင်ကိုပဲနေထွက်မှာပဲပေါ့နော်အဲဆိုရှင်ကိုအပြန် ticket ဝယ်ထားတဲ့နေ့ကိုဒီမှာဖြည့်ပေးရတယ်သူရဲ့ format ကတော့ DDMM111ဆိုတော့ date ရယ် M ရယ်ပြီးတော့ရေးဥမှာပေါ့နော်လရယ်ပြီးတော့ရှင်နောက်ကရေးရတယ်ပေါ့နော်ရေးရတယ်ကိုဖြည့်ပေးရပါမယ်သူ format တန်းလေးပဲဖြည့်ပြရမယ်ရေးရဆိုရှင်နံပါတ်၄ခုစလုံးဖြည့်ပြရတယ်2025ဆိုတိတိကျဖြည့်ပြရပါတယ်25ဆိုပြီးဖြည့်လို့မရပါဘူးပြီးရင် next city ကဘယ်လိုတော့မှာဆိုကျွန်တော်ရန်ကုန်မှာပြန်မှာဖြစ်တဲ့ကြောင့်မို့ရန်ကုန်မြန်မာကိုပဲကျွန်တော်ရွေးပေးလိုက်ပါမယ်ပေါ့နော်အဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ information ကဒီ next ဒီအဆင့်မှာအားလုံးပြီးသွားပါပြီ okay ပြီးလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာ I have read and agree to the declaration ဆိုအဲ့ဒါအမှတ်ချက်ပြဖို့လိုရတယ်ပြီးသွားလို့ရှိရင်တော့ကျွန်တော်တို့ next step ကိုသွားတော့ရပါပြီသူက security verification လုပ်ခိုင်းပါတယ်ကျွန်တော်ဒီမှာဒီသူပေးထားတဲ့ဒီပေါင်လေးကကုတ်လေးကိုကျွန်တော်ရိုက်ပြီးတော့submit လုပ်လိုက်ပဲပေါ့နော် submit လုပ်လိုက်ပြီဆိုရင်ခဏလေးစောင့်ပေးပါနောက်တစ် page တစ်ခုထပ်ကြလာပါလိမ့်မယ်အခါကျရင်ကျွန်တော်တို့ကထပ်ပြီးတော့ confirm လုပ်ရမှာပေါ့နော် server back submission successfully ဖြစ်သွားပါပြီအဲ့ဒါဆိုရင်ကျွန်တော်ဒီမှာသုံးခုစလုံးဟိုထွက်လာပြီပေါ့နော်ထွက်လာတဲ့ဟာဒီမှာ download PDF file တွေရှိတယ် PDF file တွေကိုဒီမှာအားလုံးကိုတစ်ခါတပြိုင်နက်တည်းဆွဲချင်ရင်ပေါ်ဟာတစ်ခုနှိပ်လိုက်ရင်ရပါပြီတစ်ခုချင်းဆွဲစီရင်တော့အောက်မှာပေးမှာတစ်ခုချင်းပြန်ဆွဲလို့လည်းရပါတယ်ကျွန်တော်ကတော့အားလုံးကိုတစ်ခါတည်းတပြိုင်နက်တည်းဆွဲလိုက်မယ်ပေါ့နော် download ဆွဲလိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီ document ဒီ file လေးတွေအကုန်လုံးဆိုရင်ကျွန်တော်ပြောပြပေးတယ်ဒီ web cap ဘယ်လိုဖြည့်ရမလဲဆိုတဲ့အားတွေကိုသဘောလောက်တက်ပြီးတော့ထင်ပါတယ်ကျွန်တော်ရဲ့ blog တွေမှာဆိုလို့ရှိရင်ကြိုးရှိမဲ့ဟာရင်းနဲ့ကျွန်တော် single မှာဘယ်လိုမျိုးလုပ်ရမလဲဒီဟာကတ်တွေကိုဘယ်လိုဖြည့်ဆွဲရမလဲပြီးနောက်တခြားကြိုးရှိတဲ့ blog တွေကိုလည်းဆက်ပြီးတော့တင်ပေးမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe follow လုပ်ဖို့တောင်းဆိုချင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်